ဒီနေ့မှာ AI ကိုအသုံးပြုပြီးကိုချစ်ရတဲ့မိသားစုကိုဆွေမျိုးတိုင်ဝမ်ကိုချစ်သူတွေနဲ့တူတယောက်ချင်းစီရဲ့ဓပုံကိုယူပြီး AI နဲ့အတူတူဘယ်လိုပေါင်းစည်းမလဲဆိုတာလေးကိုပြပြပေးသွားမှာပါအရင်ဦးဆုံး Canvas ကိုတောက်ပါမယ်ကိုယ့်ရဲ့ work area အတွက် visual ချပေးပါမယ်ပြီးတော့ကိုယ်တစုတစည်းရဲ့ပေါင်းမိထားခြင်းနဲ့ကိုယ့်ရဲ့မိသားစုဓပုံလေးတစ်ခုချင်းစီကိုဆက်လက်ပြီးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့ကျွန်တော်ကြထားသလိုမျိုးနေရာလေးချပေးပါမယ်ပြီးရင်ဓပုံလေးတွေမှာဓမတ်စင်လေးတွေထည့်ပေးလိုက်ပါမယ်Canvas ကနေ export ထုတ်ပြီးသွားရင်တော့တွားကြည့်လို့ရပါပြီပြီးရင်တော့ကျွန်တော်တို့ ChatGPT ထဲကိုဝင်ပါမယ် ChatGPT ထဲမှာကိုလိုရင်းတဲ့ပုံစံကိုမြန်မာလိုလေးရေးထည့်ပေးလိုက်ပါမယ်ပြီးရင်တော့စောစောကပြုလုပ်ထားတဲ့အတိုင်းကိုအသုံးပြုခြင်းတဲ့ဓပုံလေးကိုထည့်ပေးလိုက်ပါမယ်အခုဆိုရင်တော့ကိုယ့်ရဲ့မိသားစုဓပုံလေးကိုရရှိသွားပါပြီ။အကယ်၍နောက်ခံ background ပြောင်းနေတာမျိုးနေရာပြောင်းနေတာမျိုးရှိခဲ့ရင်လည်းမြန်မာလိုပဲထည့်ရေးပြီးတော့ပုံစံလေးထပ်ပြောင်းလို့ရပါတယ်။အခုဆိုရင်ကျွန်တော်တို့မိသားစုကပန်းညံနေတော့ရောက်ရှိသွားပါပြီ။အကယ်၍ ChatGPT ကထုတ်ပေးလိုက်တဲ့မိသားစုဓပုံလေးတွေကမျက်နှာမမှန်သေးဘူးဆိုရင်တော့ Remaker ဆိုတဲ့ AI website ကိုထပ်သွားပါမယ်။ Remaker ဆိုတဲ့ website ကိုရောက်ပြီဆိုရင်စောက ChatGPT ကထုတ်ထားတဲ့ဓပုံတွေကိုထည့်ပြီးတော့ပြန်မြင်နေတဲ့မျက်နှာလေးတွေကိုရွေးပြီးတင်ပေးရပါမယ်။အခုဆိုရင်ကျွန်တော်တို့ရဲ့မျက်နှာနဲ့တထည်ရတဲ့ဓပုံလေးကိုရရှိသွားပါပြီ။နောက်များမှာလည်း AI tools တွေကိုအသုံးပြုပြီးတော့ဓပုံတွေကိုဘယ်လိုပြင်ရမလဲ၊ဗီဒီယိုတွေကိုဘယ်လိုထုတ်ရမလဲဆိုတာပြောပြပြီးသွားမှာမို့ channel လေးကို like and subscribe လုပ်ပြီးတော့ကြပါဦးနော်။ကျေးဇူးတင်ပါတယ်။